baby လေးတွေထွက်ခဲ့ပေးပါ 1 2 3 4 5 6 ကျတော့တာလာ ရှင်းနေခုံနေပြီလား ready ဖြစ်ပြီလားဒီချက်ရတဲ့အောင်နောက်ပိုင်းမှာအခွင့်နှစ်ခွဲခွဲမှာဆိုတော့မမဝိုင်တို့ game show တွေကိုကြည့်ဘူးလေဆိုရင်အဲ့လိုကြီးမခွဲဘူးမမဝိုင်ကကြာတန်းခွဲမှာဆိုတော့နှစ်ယောက်တစ်တွဲစီနာမည်သွားပြီးတော့ဖတ်ပေးပါရေနဲ့ကြောင်နဲ့ဘယ်လိုကြည့်လဲကြောင်နဲ့ကြောင်နဲ့ကြောင်နဲ့ကြောင်โอเคကဲကိုတီးကိုတော့နာမည်လို့အဲ့ဒီလေဆိုတော့တိုင်ပြလိုက်ကြပါဦးရှင်အခွင့်နာမည်လေးတွေဒီမဲ့ကိုချိန်ပေးထားတာပါကဲရပါပြီ right ကတင်းရဲ့အခွင့်နာမည်လေးပြောပေးပါဦး champion champion you are the champion လက်ပါတင်းရမှာဖွင့်တယ် winner winner ဆရာကိုကြော်လိုက် winner 1 2 3 winner champion တင်းလား winner တင်းလားဘယ်လိုလဲတင်းရန်ခါပြောသွားမှာလားကြောက်ကြလို့လို့ဘုရားအောင်နော် okay very very and drop it okay drop it ကဲပြောင်းဖို့နှလုံး ready 1 2 go ပြန်တော့ပြန်တော့ သူစားလိုက်ရပါမယ် okay သူစားတော့သူစားတော့ဒီဒီရောက်မှသွားရမယ်နော်တော်တယ်ပေါ့ဒေးဆုံးဒီဒီဒီ6လုံးလုံးဒီဘက်ကကုန်သွားပြီဝိုး6လုံးလုံးကုန်သွားပြီလေကဲအလုံးရတော့သွားစစ်မယ်ချန်ပီယံဘက်က6လုံးဟုတ်ပါတယ်ဝင်နာဘက်မှာအခုမှ4လုံးပဲရှိတယ်။ပါပါ။နောက်လေးပြီးတော့။အဲ့ဒါဒီဘက်ကလည်းစိတ်မကောင်းဖြစ်နေနော်။ရှင်းပြချင်းဒီအဓိကပဲ။ဟုတ်လား။